ရဲ့ဖုံးလွှမ်းလို့အိမ်ရှိကိုပြေမှာကိုတချင်းကလေးညီကတေချာရဲ့လွှမ်းလုံးလို့အေးပြတ်တဲ့ညာဘန္တလေးခွဲထားဖို့ကြောက်ကြရုပ်ပဲပုံမှန်လမ်းလျှောက်တဲ့အခါဒီနေရာမင်းမွေအသက်တွေအပြည့်နဲ့ပေါ့ကွာဒီဆောင်တွင်ကြီးရဲ့မြို့နေစက်ကလေးတွေရဲ့တကယ်ပဲလွမ်းမောစရာလိုချင်းချင်းတောင်းနေစုတွေဒီဘဝတော့မပြေနိုင်ပါလေအပြင်းမတလိမ့်လိမ့်တက်လာရိပ်ရိပ်နဲ့အာဝါသလေးတစ်ခုသာဒီနေ့ဆောင်ရဲ့မျက်နှာစာခံစားချက်မလားတာယာချုံမြင်တော့အပြုံးတွေရီမပေါ်ရတော့သူဟန်ပန်လေးတွေပြန်လဲမလာတော့တဲ့အမတ်တရားတွေကိုလွမ်းမိနေချေခွဲတူရရပေါ်တဆိုင်တော့ရာကလေးတွေရဲ့တကယ်ပဲလွမ်းမောစရာလိုချင်းချင်းတောင်းတဲ့စုတွေဒီဘဝတော့မပြေနိုင်ပါလေအပြင်းမတလိမ့်လိမ့်တက်လာရိပ်ရိပ်နဲ့အာဝါသလေးတစ်ခုသာဒီနေ့ဆောင်ရဲ့မျက်နှာစာခံစားချက်မဲလားတာယာချုံနိုင်တော့အပြုံးတွေရီမပေါ်ရတော့တာယာချုံ